ကောင်းကင်ဘဝဝဲဘုရားခင်သည်ဘုန်းကြီးစေတော်မူသည်မြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေသည်လူတို့အားမြစ်တာကရုဏာရှိစေသည်ဟုရှင်မောမြတ်စွာဘုရား